ချစ်မိရင်စမင်းသမီးကိုချစ်မိရင်မိအောင်ကိုဝေးလူမြတ်တွေနဲ့တွေ့လို့ကပြရမယ်ဒီလိုပဲလေးပါရီမမြရင်ဆိုထားဦးရဲ့ကွယ်ကိတ္တလေးကိုချစ်မိရင်ဆိုတော့လေးရောက်ကိုချစ်မိရင်မိအောင်မဆိုရင်သုံးလက်တော်တွေပြရမယ်ဘောရာတစ်မျိုးနဲ့မြင်ပါနဲ့ကြော်ရီုံတတ်တတ်ပါ